ရှာရိုခန်2025မက်ကာလာမှာဝတ်သွားတဲ့နာကြီးကဘယ်လောက်တန်ရေးရှိလဲဘာလို့ဈေးကြီးနေရလဲဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာပထမဆုံးပေါ့နော်ရှာရိုခန်ဆိုတော့ပေါ့နော်1965ခုနှစ်မှာမွေးခဲ့တာဆိုတော့အခုဆိုရင်ပေါ့နော်အသက်60ပြည့်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အခု body structure တွေ body appearance တွေနဲ့သူ့ရဲ့လိုပေါ့နော်အပြင် look တွေတော်တော်ကိုအသက်40လောက်ပဲရှိတော်တော် fine နေပေါ့နော်ကျွန်တော်တို့ဆိုအဲ့တဲ့ရောက်ဖို့အဲ့တဲ့ရောက်တော်တော်အဲ့လောက်မိုက်ဖို့ဆိုတော်တော်ကိုကြိုးစားရုံဖြစ်ပါတယ်ခင်ဗျာရှာရိုခန်ဆိုတော့ပေါ့နော်ကဘာလုံးမှာရှိတဲ့မင်းသားတွေထဲမှာပေါ့နော် watch color တိုင်းမှာတော်တော်ကျန်းတဲ့မင်းသားဖြစ်တဲ့ဆိုတော့ကျွန်တော် share video တစ်ခုမှပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုဒီ Mac color 2025မှာဝတ်ခဲ့တဲ့နိုင်ရတော့နောက်ထပ် next level ပေါ့နော်အဲ့ဒါလေးကတော့ Patek Philippe ရဲ့ grand complication ဖြစ်ပြီးမှအဲ့ဒါ5301/301 R ဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးကတော့ဟို Patek Philippe ကရောင်းစီတော့ဒေါ်လာ1 သန်းလောက်ပဲဖြစ်ပေမဲ့အပြင်မှာတော့ဒေါ်လာ2 သန်းခွဲမြန်မာငွေဆိုသိန်းပေါင်း3 သိန်း1 သောင်းလောက်ကျတာဖြစ်ပါတယ်ခင်ဗျာဘာလို့ပေါ့နော်ဒီနိုင်ရဈေးကြီးလဲဆိုရင်ပေါ့နော်ကျွန်တော်ပြောခဲ့သလိုပေါ့နော်နိုင်ဆိုတာအချိန်ပြတတ်ပွဲပေါ့နော်အချို့နိုင်တွေကအဲ့ဒါကြောင့်မို့ပေါ့နော်ဒီနိုင်ဆိုလဲအဲ့လိုပဲပေါ့နော်ကျွန်တော်တို့ကွန်ပျူတာတွေမှာထည့်တဲ့ software တွေအဲ့လိုမျိုးရှောက်ပြီးမှအဲ့လိုထည့်ထားတာမဟုတ်ဘဲနဲ့ကျွန်တော်လက်မှုပညာတွေ craftsmanship တွေ mechanical engineering တွေတန်အစိပ်ပေါင်း915ခုနဲ့ကျွန်တော်အခုပြောမယ့် function တွေကိုသူကရအောင်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတွေကပထမဆုံးတစ်ခုอ่ะပေါ့နော် perpetual calendar ဖြစ်ပါတယ် perpetual calendar ဆိုတာဘယ်လိုလဲဆိုရင်ပေါ့နော်ကျွန်တော်တို့ဟိုနော်ဟိုရက်ဆွဲတွေလတွေရက်တွေ sentiment တွေအကုန်ပြပေးတဲ့အပြင်ကျွန်တော်တို့ပေါ့နော်ဟို၄နှစ်မှတစ်ခေါက်ရက်ထက်နှစ်ဆိုတာရှိရပေါ့နော်အဲ့ကျရင် February 28ကနေ29ပြောင်းသွားတာရှိတယ်အဲ့ဒါကိုအဲ့နိုင်ရအတိအကျပြပေးပြီးမှကျွန်တော်တို့ခုနှစ်ခု2025ဆို2100ခုနှစ်အထိအဲ့နိုင်မှာအကုန်ကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒုတိယအချက်ကဘာလဲဆိုရင်ပေါ့နော်သူကပေါ့နော် moon phase လာပြေးလာကွယ်ကို lunar cycle နဲ့သေချာအတိအကျဖော်ပြထားပြီးမှလာလေးနှလုံးနဲ့အဲ့လိုနာရီမှာပြပေးထားတာဖြစ်ပါတယ်ခင်ဗျာတတိယအချက်ကဘာလဲဆိုရင်ပေါ့နော်သူက retrograde ကိုသူက date ကို display ပြပေးတာဖြစ်ပါတယ်ကျွန်တော်ခုပြသလိုပေါ့နော်ဟိုပါပေါ့နော်တစ်ကနေ31တိရှိပေါ့နော်ထိုင်ခွက်မှာအဲ့အပေါ်ကလက်တက်လေးနဲ့အဲ့ဒါကိုသူကရက်ဆွဲက28နဲ့ကို31ပြည့်ဆိုတော့ဖက်ဆိုရှေ့တစ်ကိုပြန်ပြပြီးမှအဲ့ဒါလေးကတော်တော်ကိုမိုက်တဲ့ fashion လေးဖြစ်ပါတယ်နောက်ဆုံးအချက်ကပေါ့နော်လုံးဝနိုင်ထဲမှာလုံးဝဆရာကြီးလက်မှုပညာဖြစ်တဲ့ Grandmaster Chai Minute Repeater ဖြစ်ပါတယ်အဲ့ဒါဘလို့အလုံးလုံးလဲဆိုရင်ပေါ့နော်ကျွန်တော်နိုင်စင်တွေမှာ2နိုင်ပြည့်ရင်တိန်ဆိုလို့မြည်သလိုဒီနိုင်ကခလုံးနေတာနဲ့နိုင်တွေမကဘဲနဲ့ပေါ့နော် minute ပါနိုင်2နိုင်ဆိုရင်နိုင်အတွက်ကိုအတန်းတစ်မျိုး minute အတွက်ကိုနိုင်အတန်းတစ်မျိုး2နိုင်စက္ကွန်ဆို2နိုင်စက္ကွန် minute အဲ့လိုအချက်ကိုမီအောင်ပြပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါလေးကတော်တော်မိုက်တဲ့ function လေးဖြစ်ပါတယ်နောက်ဆုံးပေါ့နော်အခုကျွန်တော်ဒီနိုင်မှာပါတဲ့ဘေးကဒိုင်ခွက်လေးဆိုရင်လည်းအဲ့လိုသိရလေးနဲ့ထွင်းထားပြီးမှအဲ့လို baguette စိန်လေးလောက်ထားတဲ့လက်မှုပညာလေးတွေလည်းအသေးစိတ်နဲ့အများကြီးပြီးတော့ skeleton dial အထက်အကုန်ဖောက်မြင်ရတဲ့ set တွေကိုလည်းလောက်ထားပြီးမှတော်တော်ကိုမိုက်တဲ့နိုင်လေးလိုဖြစ်ပါတယ်ဒီနိုင်ကတော့ရှာရိုကန်2025မက်ကာလာမှာဝတ်သွားပြီးကျွန်တော်ကြိုက်တဲ့နိုင်လေးလုံးဖြစ်ပါတယ်ခင်ဗျာနောက်ဒီမှာလည်းကျွန်တော်ဒီတက်ကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ